ပြောပြမယ်နီးလန်လေးကတော့ကျွန်တော်တို့ RAM ဘူးရဆိုလဲခေါ်တယ်ပေါ့နော် VPN ကြော်ရလို့ခေါ်တယ်ပေါ့နော်အဓိကတော့ကျွန်တော်အားလုံးဘာမှတော့သိမကူပါနဲ့ပေါ့နော်အဓိကကျွန်တော်ရည်ရွယ်ချက်ထားတဲ့လူတွေကစကေးလက်ရှိရသားနဲ့တင်းမင်းမကောင်းလို့ကျွန်တော်တို့မသိတို့ဂလိုဒီတို့တက်ချင်တဲ့လူတွေရောက်တဲ့လူတွေတော့ပေါ့နော်ပွဲတိုင်းဆိုရင်တော့မကောင်းပါနော်အဓိကအားဖြင့်ကျွန်တော်တို့ eBay ရောင်းနေမှာလား eBay ပွဲမှာကျဲ3လုံးတော့eBay ပွဲမှာရှိတယ်ဗျဒီကြောင်တက်ရှင်နေဆိုရင်တင်းမင်းမကောင်းလို့မတက်ဘူးအဲ့လိုမျိုးတဘောပေါ့နော်ကျွန်တော်ပြောရတာရပါတယ်လီကဲမှာရှိတယ်မသက်ကိုတက်ချင်တဲ့လူတွေတဘောလို့ပြောလိုက်ရတယ်မသက်မှာရှိတယ်လူတွေဟိုနောက်တက်ချင်လို့ရလို့မျိုးပြအကုန်ရတယ်ဗျာကျွန်တော်ပြောမှာဒီမဲ့မကောင်းတာစိတ်ပေါ်နေလူတွေအတွက်ကျွန်တော်ဖန်တီးပြအရှင်ဖြစ်ပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်ဟိုပေါ့နော်နားထောင်ပြကြပါဦးနော်ဒီကတော့ကျွန်တော်စကေးလေးတော့နည်းနည်းရှိဖို့တော့လိုပါတယ်ပေါ့နော်ဟိုဘက်ကလည်းခင်ဗျားတို့လိုပဲစကေးချီလူတယောက်တော့ပါမယ်တပြင်းလူတယောက်တော့ကျွန်တော်စကေးချီလူတယောက်ကိုမိပြီးတော့ထိန်းစော်တာပေါ့နော်ရှင်းပြတာဒီလောက်ပဲလုပ်တော့ပါမယ်ပေါ့နောက်ပိုင်းဆိုဗီဒီယိုကြီးရှေ့သွားမှာဆိုလို့ပါပေါ့နော်အဓိကကျွန်တော်လိုရမယ့် software တွေကတော့ဒီနှစ်ခုပဲပေါ့နော်ဒီနှစ်ခုလိုရမယ်ဒါကတော့ကျွန်တော် VPN เนาะ VPN ဒါ VPN ဒါ VPN ပေါ့เนาะဒါ VPN ပြီးတော့ဟိုဘက်ကဒါဆို RAM ပူတယ်ဟာပေါ့เนาะ RAM ပူတယ်ဟာ line ကောင်းစေတယ်ပေါ့เนาะဒါနဲ့ဆိုရင် line ကောင်းတယ်ပေါ့เนาะအဲ့နှစ်ခုလေးလိုရပါတယ်အဲ့နှစ်ခုကျွန်တော်မှာချပေးမလဲဆိုတော့ကျွန်တော် YouTube ဗီဒီယိုရဲ့အောက်မှာ link လေးချပေးတယ်ပေါ့เนาะအဲ့ဒါကနေပြီးတော့ Telegram နဲ့မှာဝင်ထောင်းပေးပေါ့เนาะโอเคပါအဲ့ဒါလေးကိုကျွန်တော်ပြမှာ3နည်းလေးကိုကျွန်တော်ထပ်ပြပေးရမယ်ပေါ့နော်3နည်းလေးကိုဒီတော့ဒီတော့ဝင်မယ်နော်ဒီတော့ဝင်မယ်ပြီး gas stack ကိုနှိမ့်မယ်ပေါ့နော်ပြီးနေမှာစာပါကျွန်တော်တို့ဘောအများဆုံးစာပါတော့ကျွန်တော်ဒီစာပါပေါ့နော်ဒီမှာ unit f ဒါစာပါပေါ့ဒါပေမဲ့ line သိမ်းမှာကောင်းပေါ့နော်အဲ့ဒါလေးနဲ့မစော့နဲ့ကျွန်တော်ကြံမေးခြင်းနဲ့စာပါတော့ဒီစာပါမစိုးဘူးသူကဘောက sorry ငါးဘွဲမှာဆိုသူကငါးဘွဲမှာဆို3ဘွဲလောက်တော့ဘောတော့ပါတယ်ပေါ့နော်ကိုစကိန်းနဲ့ဆိုင်နေဒီစာပါလေးပေါ့နော်အဲ့စာပါကိုစောကြည့်ပြမယ်နော်အဲ့စာပါစောကြည့်ပါတော့ပြအောင်မင်းတို့လုပ်ပြမယ်နော်ဒီပြန်မြန်ပါတယ်အဲ့စာပါတော့မြန်တယ်ပေါ့နော်ဒါကြီးချိန်မှပေါ့နော်နောက်ပြောစရာတခုလည်းရှိရ line ကောင်းမှရမှာပေါ့နော် line မကောင်းမယ်ဆိုရင်အဆင်မပြေဘူးဘေးနဲ့ဆောင်းရင်လည်းရပါတယ်ပေါ့နော် line မှာချိတ်သွားပြီပေါ့နော်ပြပြမယ်ချိတ်သွားပြီပေါ့နော်ချိတ်သွားပါပြီအဲ့လိုမျိုးပြောရင်ချိတ်သွားပါပြီခဏပြင်ထွက်လိုက်ပါမယ်ဘင်းဒီတက်ဝင်မှာပေါ့နော်ဖန်ဖို့ပေါ့ကျွန်တော်ဒါမှမဲ့ channel link ကိုကျွန်တော်အောက်မှာချပေးထားတယ်ပေါ့နော်အဲ့ဒါမှဝင်တောင်းလိုက်ပါမှာတော့အကုန်လုံးတို့လေးဖွင့်ပေးလိုက်ပေါ့နော်တော့လောက်မပြတော့ဗီဒီယိုရှင်မှာဆိုအကုန်လုံးဖွင့်ပြီးတော့ဒီမှာဦးကြောင်နဲ့ရမ်းဆိုပြကြလို့လီးကြောင်မှာဆိုလီးကြောင်နေလိုက်ပြပါဘူးနေရင်ဒီမှာရင်းနေတဲ့ခါဝင်ပါမယ်နော်ရင်းတော့တစ်ခါဝင်ပါပါမယ် sorry မဒါလေးကိုလည်းတီးခတ်မိနေအောင်ပြပါပါနော်ခင်းနေတဲ့ခါဝင်ပါပါမယ်ကျွန်တော်ဆော့လိုက်ဆိုလိုယူပြနော်ငါပြောတော့ငါးဘဲတော့ရင်ဘဲလောက်ကတော့ရှုံးမှာပဲလို့ကျွန်တော်ပြောတယ်ဟောဒါလေးတော့ရှိဘူးဆိုယူအားကျွန်တော်ဆော့တာမနေ့ကတည်းကဆော့ရပွဲရှိရှိထောက်ပွဲမှာမနပွဲနိုင်နေရှိရှိဘာပွဲရှုံးမှာနောက်ပွဲနိုင်ဘဲရှုံးရင်နောက်ပွဲနိုင်3ပွဲနိုင်ပါတော့နောက်ပွဲရတော့ရှုံးမှာရှုံးတာloaded and ready to bring the heat တော့မလို့ထွက်လိုက်တာအဲ့တော့ဒါတော့ဒါဆောက်တယ်အားထားရပါတော့အားလုံးပဲလက်ဆိုနားလိုက်ကြမယ်လို့ထင်ပါတယ်လေးလေးကျွန်တော်ဒီချက်ရအောင်ထားပါတော့အားလုံးပဲတက်ကြည့်ပါအားလုံးဒီတူတမိုင်းဒီလိုတော့ပါတော့နောက်အဒီရှိတဲ့ဗီဒီယိုလေးကျွန်တော်ထပ်ပြီးပြောပါမယ်